မှာလှုပ်တဲ့နာရှိတယ်မလှုပ်တဲ့နာရှိတယ်မလှုပ်တဲ့နာကိုလှုပ်ရင်ဒုက္ခရောက်တယ်လှုပ်တဲ့နာလှုပ်မှချမ်းသာဒုက္ခရတယ်ဒါရှင်းရှင်းလေးလေအစာစားတဲ့အခါမှာတော့မစားတဲ့အစာစားတဲ့အစာနှစ်ခုရှိတာလမ်းခရီးဆိုလဲမသွားတဲ့ခရီးသွားတဲ့ခရီးနှစ်ခုရှိတာနော်စကားနဲ့ပတ်သက်လာလို့ရှင်လည်းမပြောတဲ့နာရဲ့ပြောတဲ့နာရဲ့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကွဲကွဲပြားပြားသိပြီးတော့မလှုပ်တဲ့နာကိုရှောင်ဖို့လှုပ်တဲ့နာကိုလှုပ်ဆောင်ဖို့ဒါကိုအမှန်တမ်းကျေပြတ်တဲ့အရာကိုသိဖို့အတွက်ဘုရားကိုပို့ပဲဘုရားကဟောလို့ရှိရင်လည်းလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြီးတော့ပဲဟောတယ်ခြုံငုံပြီးတော့ပြောလိုက်တဲ့အခါဘုရားမြတ်စွာဘုရားဟောတာကိုကြည့်သဗ္ဗပပတ္တအကရဏမကောင်းတဲ့အလုပ်မှန်သမျှမလုပ်ရဘူးဒါမလုပ်ကြနဲ့ကိုယ်အောက်တန်းနောက်တန်းကြသွားစေတတ်တဲ့ဆင်းရဲစေတတ်တဲ့ကိုယ်တော့ချမ်းသာတဲ့ထင်ပြီးလှုပ်တာပေါ့အဲ့တော့မဟုတ်တဲ့မကောင်းတဲ့အလုပ်ကိုယ်ဒုက္ခရောက်စေတတ်တဲ့အလုပ်သူတစ်ပါးကိုဒုက္ခရောက်စေတတ်တဲ့အလုပ်မကောင်းတဲ့အလုပ်မှန်သမျှကိုမလုပ်ပါနဲ့ကုသလသုဘတမ္ပရာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုပ်မျိုးကိုလုပ်ပါတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမကောင်းမှုလို့ခေါ်ကြတဲ့အကုသိုလ်မှန်သမျှမလုပ်နဲ့ကောင်းမှုလို့ခေါ်တဲ့ကုသိုလ်မှန်သမျှကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ဘာကြောင့်မလုံးနဲ့လို့ပြောတော့ဆိုအကုသိုလ်လုပ်ရင်သူ့ရဲ့အကျိုးသည်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးပဲပေးမယ်။ဘာကြောင့်ကုသိုလ်နဲ့ကုသိုလ်ကိုလုပ်ရမလဲဆိုရင်ကုသိုလ်ရဲ့အကျိုးသည်ဒုက္ခဝိပါကကောင်းတဲ့အကျိုးကိုပေးတယ်။ကိုယ်ကလိုချင်တာကောင်းတဲ့အကျိုးကိုယ်ကလိုချင်တာဒုက္ခရတာကဒုက္ခဖြစ်နေတာမှားယွင်းတဲ့လိုရကြောင့်ပဲဖြစ်တာဖြစ်တယ်။ဒါကြောင့်မို့အမှန်တရားကိုသိဖို့ဘုရားကိုကိုးကွယ်တယ်အဲ့ဒီကိုးကွယ်မှုကြောင့်ကိုယ်မှာအမှန်တရားတွေဘယ်လောက်သိပြီလဲဘာလို့ရမှာကိုလုံးတင်တာတွေဘယ်လောက်သိပြီလဲမလုံးတင်တာတွေဘယ်လောက်သိပြီလဲဒါသိဖို့အဓိကသိပြီးတဲ့အခါမှာမလုံးတင်တာတွေကိုရှောင်ဖို့လုံးတင်တာတွေကိုလှုပ်ဆောင်ဖို့ဆိုတာဒါကိုဆက်လုပ်ရမယ်တောင်းဆက်လုပ်ရမယ်တောင်း